အဖေဆိုတာကိုယ်တိုင်ပူလောင်ရပေမဲ့အေးမြမှုပေးတဲ့တည်ပင်ကြီးလိုပါပဲဒုက္ခအခက်ခဲတွေကြုံလာရင်လေပင်ပန်းခြင်းတွေအားလုံးဖုံးကွယ်ထားပြီးတာသမီတွေရဲ့ရှေ့မှာအပြုံးနဲ့ရက်တည်ပေးတာငယ်ရွယ်တဲ့ကလေးဘဝကလေးကစိတ်ရှည်ရှည်နဲ့ရှာဖွေကျွေးမွေးခဲ့တယ်ဒီအသက်ရွယ်ထိသူသိချစ်ရှာတယ်တာသမီတွေလမ်းလွဲမသွားဖို့ကြိုးစားပြီးဆုံးမတင်ခဲ့တယ်တာသမီတွေရဲ့အခြေအနေအရေးကြီးလေကြည့်ပြီးဆုံးမခဲ့တဲ့အဖေရဲ့စကားတွေခုချိန်မှာတိတ်မှန်မှသလားဆိုပြီးကျေးဇူးတင်မိတယ်အဖေအားငယ်တဲ့အခါတိုင်းကြံဖန်ပြီးအားပေးတတ်တယ်ကိုယ့်ဘက်ဘယ်သူမှမရှိရင်လေအဖေကရှိနေပေးတယ်ကိစ္စတည်တည်လေးတွေမှာအောင်မြင်သွားရင်တောင်မှပဲငါသားကွငါသမီးဟာဆိုပြီးဂုဏ်ယူနေတတ်တာတာသမီးတွေအောင်မြင်ဖို့သူ့ရဲ့ဘဝကိုလမ်းခင်းပေးခဲ့တာသူ့မှာနာကျင်မန်းအောင်သူမသိရှာဘူးအဖေရဲ့အခြေကဘလို့တောင်ကြီးမားတာလဲအဖေပတ်ဝန်းကျင်ကဂယုမဆိုင်လေအဖေရဲ့အရှိမသားတို့သမီးတို့ကတိတ်ချစ်စရာကောင်းတာပဲစကားတွေအများကြီးမပြောဖြစ်ပေမဲ့သူတိတ်ချစ်နေခဲ့ရှာတာလိုချင်တာတွေမတောင်းဆိုရင်လည်းရအောင်ကြိုးစားပေးရှာတယ်အဖေကိုယ်တိုင်ကဝန်နေနေတဲ့အချိန်မှာတော့တာသမီမျက်နှာကြည့်ပြီးပြုံးနေတတ်တဲ့အဖေရဲ့မျက်နှာမေ့မရဘူးသေးသေးအဖေဟန်ဆန်ကောင်းလိုက်တာနော်တာတို့သမီးတို့ကြတော့ကြိုးစားပြီးပျော်ရွှင်အောင်ထားတယ်တာသမီးတွေရဲ့ဘဝရှိရဲ့အတွက်တိတ်ဆိတ်ပေးဆက်လိုက်ရတဲ့အဖေရဲ့ချွေးဆက်တွေမှတ်တမ်းမပြုစုထားပေမဲ့အဖေရဲ့မြတ်တာကတာသမီတွေရဲ့ဘဝကိုအပြည့်အဝပြုစုပေးစေပဲအဖေဟာဖျားပေးတဲ့ကြီးမားတဲ့ကောင်းကြီးတစ်ခုပဲအဖေရဲ့အနစ်နာခံမှုကိုဥညွတ်ကုန်ပြုတယ်ပေးဆက်မှုတွေကိုနှလုံးသားနဲ့မှတ်တမ်းသိရင်အဖေရဲ့ကျေးဇူးတွေကိုအောက်မေ့လျက်ပါအဖေချစ်တယ်လို့စကားနဲ့မပြောပေမဲ့အမြဲချစ်နေတဲ့အဖေသူရေကောင်းဖေဖေတိတ်ကျေးဇူးတင်တယ်နော်ချစ်တယ်နော်အဖေ